Hallelujah. Praise Lord. Praise Lord. Praise Lord. ဒီနေ့မှာကျွန်တော်အားလုံးနဲ့ရှင်းလင်းပြီးတော့ချမ်းပိုင်လေးနဲ့ပြန်ပြီးတော့မှအာယူစီရှင်းပေါ်ရအတွက်ပြန်လည်ပြီးယုံကြည်သူညီကိုမောင်မတွေအထူးသဖြင့်ဖရာသခင်ရဲ့အမှုတော်မှာတစ္ဆာရှိထမ်းဆောင်နေတဲ့ခေနဲ့ထမ်းဆောင်နေတဲ့ညီကိုမောင်မတွေယုံကြည်သူတွေအားလုံးစီကိုဝင်ရပြချင်တာဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်ကတော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အငယ်၄ကပဲဖြစ်ပါတယ်အားလုံးနဲ့အယံကိုမှယဉ်နေပြီးသားတဲ့နှုတ်ကပတ်တော်ကျမ်းပိုင်လေးဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ်သခင်ဖျားမှာအစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလို့ဖန်ငါဆိုဒီကဝမ်းမြောက်ကြလို့ဒီကျမ်းပိုင်လေးကိုရှင်ပေါလုကရေးထားတာဖြစ်ပါတယ်ဘယ်လိုမျိုးအချိန်မှာရေးထားတာလဲဆိုတော့တကယ်တူအခက်ခဲနဲ့အကျက်တစ်ထဲမှာနေတဲ့အချိန်ထောင်ထဲမှာနေတဲ့အချိန်မှာဖိလိပ္ပိမြို့မှာရှိတဲ့ယုံကြည်သူတွေကိုရေးပေးထားတာဖြစ်ပါတယ်ထောင်ထဲမှာနေပြီးတော့မှယုံကြည်သူတွေကိုခေါ်အားပေးတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်စဉ်းစားစရာအလွန်ကောင်းပါတယ်ဘောကဘာကြောင့်ဒီလောက်ထိရေးနိုင်တာလဲထောင်ထဲမှာနေနေတာဘယ်လိုလုပ်ပြီးတော့မှဝမ်းမြောက်ကြပါအစင်မပြတ်တဲ့ဘယ်လိုလုပ်ပြီးတော့မှဒီအရာကိုရေးပေးနိုင်တာလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဒီနှုတ်ကပတ်တော်ထဲကနေပြန်ပြီးတော့မှဆင်ရှားမှာဖြစ်ပါတယ်ပေါ့နော်ရှင်ပေါလုကထောင်ထဲမှာချုံနှောင်ခြင်းကိုခံရတယ်အများကြီးပေါ့နော်ရှင်ပေါလုတကယ်အမှုတော်မြတ်မှာအယံခေညင်ပန်နက်စချမျိုးစုံကေယဝပန်ချင်းမျိုးစုံကြုံနေရတဲ့ရှင်ပေါလုဖြစ်ပါတယ်ဒါပေမဲ့ဘယ်လိုလုပ်ပြီးတော့မှအစင်မပြတ်ဝမ်းမြောက်ကြပါဖန်ငါဆိုဒီကဝမ်းမြောက်ကြတော့ဘယ်လိုလုပ်ပြီးတော့မှဒီအရာကိုသူကရေးနိုင်တာလေပေါ့နော်ဒီမှာလေကျွန်တော်တို့ကတစ်ခါတလေမှာဝမ်းမြောက်ဖို့တောင်မှမလွယ်ဘူးလေဒါပေမဲ့ဖော့ကရေးတယ်အစင်မပြတ်ဝမ်းမြောက်ကြပါကဲလောကထဲမှာလေဝမ်းမြောက်စရာတွေအများကြီးရှိတယ်ပျော်ရွှင်စရာတွေအများကြီးရှိတယ်ဒီလောကထဲမှာကျွန်တော်တို့လူငယ်တွေဆိုရင်တော့သိတယ်မလားနိုင်အမှားတွေ stage show မှာတွေကျွန်တော်တို့ပြောတယ်ဝမ်းမြောက်နေတာသိတယ်မလားလောကမှာရှိတဲ့အရာတွေနဲ့ဝမ်းမြောက်နေကြတယ်ဒါပေမဲ့ထိုအရာကစစ်မှန်တဲ့ဝမ်းမြောက်ခြင်းလားမဟုတ်ပါဘူးစစ်မှန်တဲ့ဝမ်းမြောက်ခြင်းမဟုတ်ဘူးကဲကျွန်တော်တို့ပြောမယ်ဆိုရင်ရှင်ပေါလုကဒီခန္ဓာကိုယ်အရေးအရာနဲ့ဝမ်းမြောက်တာပါဆိုတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုရင်ရှင်ပေါလုကဒီခန္ဓာကိုယ်ရေးအရာနဲ့ဆိုရင်ကျွန်တော်တို့တဲ့အယံပင်ပန်းတယ်ကျွန်တော်တို့သူ့ရဲ့ testimony ကိုသူ့ရဲ့တတိခံချက်ကိုဖတ်ချင်တယ်ဆိုရင်ကိုရိန္သုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး6အငယ်3ကနေပြီးတော့မှ7ထိကျွန်တော်တို့ဖတ်မယ်ဆိုရင်သူ့ရဲ့testimony ကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ရှင်ပေါလုရဲ့တတိခံချက်ကိုကောင်းကောင်းလေးတွေ့ရမှာဖြစ်တယ်အဲ့ဒီပြည့်ကိုရိန္သုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး7မှာလည်းပဲကျွန်တော်တို့ထပ်တွေ့ရမှာဖြစ်ပါတယ်အခန်းကြီး7အငယ်16ကနေပြီးတော့မှ33ထိစနစ်မှာလည်းကျွန်တော်တို့သူ့ရဲ့တတိခံချက်တွေတွေ့ရမှာဖြစ်ပါတယ်ဘယ်လောက်ထိတူခံရလဲဆိုတော့အသေးစိတ်ပြီးပြီးသားဘယ်နှချက်ရိုက်ခံရတယ်ဘယ်ချိန်မှာဘယ်လိုဖြစ်တယ်လဲဆိုတဲ့အရာပေါ့နော်ဆိုတော့အဲ့ဒီအရာတွေကိုသူကအယံခံတယ်ဝတ်နေတယ်လောကအနေနဲ့ပေါ့နော်ဒါပေမဲ့သူ့မှာအတွင်းဝမ်းမြောက်ရှိတယ်ဝိညာဉ်ဝမ်းမြောက်ခြင်းဖြစ်တယ်သူရဲ့ဝမ်းမြောက်ခြင်းကဒီခန္ဓာရေးရာမှာလေဒီ emotion ရေးရာမှာဝမ်းမြောက်ခြင်းပေါ့အတွင်းဝိညာဉ်ဝမ်းမြောက်ခြင်းဖြစ်တယ်ဆိုတော့သူကဘာကြောင့်ဝမ်းမြောက်နိုင်တာလဲ
ဘာကြောင့်ဝမ်းမြောက်နိုင်တာလဲပြီးတော့မှကျွန်တော်တို့ဒီရှင်ပေါလုကိုယေရှုကခေါ်ထားတာဆိုတာဘယ်လိုခေါ်ထားတယ်လဲသူဘယ်လောက်ထိခံရမလဲငါရဲ့နာမကြောင့်ဘယ်လောက်ထိခံရမလဲဆိုတာကိုငါပြမယ်တဲ့အဲ့ဒါဘယ်မှာတွေ့ရတယ်လဲဆိုတော့ကျွန်တော်တမန်တော်အခန်းကြီးကိုအငယ်16မှာကျွန်တော်ဖတ်ပြမယ်အကြောင်းမူကားထိုသူသည်ငါဤနာမကြောင့်အဘယ်များလောက်ပင်ဆင်းရဲခံရမည်ကိုငါသည်သူအားပြမယ်ယေရှုကသူ့ကိုခေါ်တာဟာသူ့ရဲ့နာမကြောင့်ယေရှုနာမကြောင့်ဘယ်လောက်ထိခံရမလဲဆိုတာပြဖို့ဖြစ်တယ်ညင်ပန်းနေစေခံရမယ်ဘယ်လောက်ထိယေရှုရဲ့နာမကြောင့်အရှက်ခွဲခြင်းခံရမယ်ကြေးရပြတင်ခြင်းခံရမယ်အဲ့ဒါကိုပြဖို့ရန်တို့ခေါ်ထားတာဖြစ်တယ်ဒါဆိုရင်ရှင်ပေါလုအတွက်လေဒီလောကထဲမှာဝမ်းမြောက်စရာရှိလားမရှိဘူးလောကရဲ့ရာအနေနဲ့လောကမျက်စိနဲ့ကြီးလိုက်တဲ့အခါမှာလောကရဲ့ emotion နဲ့ခံစားချက်နဲ့ခံစားလိုက်တဲ့အခါမှာအဲ့ဒီရာတွေကိုဝမ်းမြောက်စရာတစ်စက်မှမရှိဘူးအဲ့ဒါလိုပဲယုံကြည်သူတွေတက်တာမှလေဒီလောကကယုံကြည်သူတွေရဲ့အိမ်မဟုတ်ဘူးနေရာမဟုတ်တဲ့အတွက်ကြောင့်မလို့ဝမ်းမြောက်ဖို့ဒီလောကမှာမရှိဘူးယုံကြည်သူတွေအတွက်ဒီလောကမှာဝမ်းမြောက်ဖို့နေရာမရှိဘူးမဖြစ်လို့လဲဒီလောကကကျွန်တော်တို့ရဲ့နေရာမဟုတ်ဘူးကျွန်တော်တို့ရဲ့အိမ်မဟုတ်ဘူးလူဆိုတာလေကိုယ်နေရာကိုယ်ဒေတာမှာပဲပျော်ကြတယ်လေဟုတ်တယ်မလားဒီမြတ်တိုင်းတစ်ပါးမှာဆိုရင်တော့ဘလောက်ပဲအဆင်ပြေနေပါစေမပျော်တာများတယ်ကိုယ်နေရာဒေတာကိုတော့လွှမ်းကြတာပဲဆိုတော့ကျွန်တော်တို့ကဒီလောကမှာပျော်ဖို့လုံးဝမရှိဘူးဒါပေမဲ့ကျွန်တော်တို့အတွင်းဝိညာဉ်ပျော်ဖို့ရတဲ့ဖခင်အလိုတော်ရှိတယ်အတွင်းဝိညာဉ်ကကျွန်တော်တို့ဘယ်လိုပျော်ရွှင်နိုင်မလဲဘယ်လိုဝမ်းမြောက်နိုင်မလဲဘောနော်ကျွန်တော်တို့ပြန်ကြည့်ကြည့်မယ်ဘာကြောင့်ရှင်ပေါလုကဒါကိုရေးတာလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့မှကြည့်မယ်ဆိုတော့အခုနဖိလိပ္ပိအငယ်၄မတိုင်ခင်မှာအငယ်၃မှာကျွန်တော်တစ်ချက်လောက်အဲ့ဒါကိုပေါ်ပြချင်တယ်ဘောနော်ဘာကြောင့်ရှင်ပေါလုကဒီအရာကိုဝမ်းမြောက်ကြပါစေမပြတ်ခရစ်တော်ထဲမှာဝမ်းမြောက်ကြပါလို့ပြောတယ်လေဆိုတာကိုအငယ်၃မှာပါတယ်ဘာကြောင့်သူပြောလဲဆိုတာကျွန်တော်ပြန်ကြည့်မယ်နော်အချင်းငါလို့ဖို့ဆောင်ဖက်စစ်တင်းကိုလည်းငါတောင်းပန်၏ငါနဲ့ကလေးမေမဆာ၍အသက်စရင်ဝင်သောအခြားသောငါ၏လို့ဖို့ဆောင်ဖက်တော့နဲ့သူဧဝံဂေလိတရားကိုဟောပြောသောအမှု၌ကုညီ၍ကြိုးစားအားထုတ်သောမိမတို့ကိုထောက်ပံ့ပါလောဒီနေရာမှာကျွန်တော်ယူချင်တာအသက်စရင်ဝင်သောဒါကိုရှင်ပေါလုကဒီမှာ mention ထားတာဖြစ်တယ်ဒီအငယ်လေးကိုမပြောခင်မှာကဲကျွန်တော်တို့နောက်တစ်ချက်ယေရှုရဲ့ပြောတဲ့စကားကိုကျွန်တော်တို့ပြန်သွားမယ်လုကာအခန်းကြီး30အငယ်20မှာကျွန်တော်တို့ပြန်ကြည့်မယ်နော်ကျွန်တော်အဲ့မှာဖြေရှိတယ်ဘာကြောင့်ရှင်ပေါလုကဝမ်းမြောက်ကြပါလို့ပြောတယ်လဲဘာကြောင့်သူယုံကြည်သူတွေဝမ်းမြောက်မလဲဆိုတော့ယေရှုခရစ်ကိုတိုင်ပြောထားတဲ့စကားဖြစ်တယ်ကဲကျွန်တော်ဖတ်ပြမယ်တော့တော်လေနတ်ဆုကိုနိုင်ရသောကြောင့်သာဝမ်းမြောက်ခြင်းမရှိကြနဲ့တင်တို့ဤနာမည်များသည်ကောင်းကင်စီရင်၌ဝင်သည်ကိုဝမ်းမြောက်ခြင်းရှိကြလောတဲ့ Amen Hallelujah Hallelujah Praise Lord ကျွန်တော်ယုံကြည်သူတွေရဲ့အတ္တတာပါလေဘုရားသခင်ကဆုကျေးဇူးတွေအများကြီးပေးထားတယ် talent တွေအများကြီးပေးထားတယ်အရန်တော် play music နော် special soda တရားဟောတာ miracle performance လုပ်တာ healing power လုပ်တာနတ်ဆိုတွေကိုနေထုတ်တာကျွန်တော်ယုံကြည်သူတွေအဲ့ဒီအရာတွေမှာဝမ်းမြောက်မိဖို့ရအတွက်ဒီမတန်မှာအရေးကြီးတာဖြစ်တယ်ယေရှုကဘာပြောလဲနတ်ဆိုနေထုတ်ခြင်းမှာဝမ်းမြောက်ကြပါနဲ့အဲ့ဒီနေရာမှာပဲဝမ်းမြောက်ကြပါနဲ့ဒါပေါ့ဘုရားရဲ့ miracle ဘုံတော်ထင်ရှားတယ်လေကျွန်တော်ပျော်ရွှင်ရမှာမဟုတ်ဘူးပျော်ရွှင်ပါကျွန်တော်ပျော်ရွှင်ရမှာဟုတ်တယ်ဘုရားရဲ့ယေရှုကိုချီးမွမ်းရမယ်ယေရှုတင်ရမယ်ဘုရားကိုပျော်ရွှင်ဝမ်းမြောက်လို့ရမှာပါတယ်ဒါပေမဲ့အဲ့ဒီဝမ်းမြောက်ခြင်းကအဆုံးတတ်လို့ဒီလောကမှာရှိတဲ့အရာတွေခုနက healing power နဲ့ miracle performance လောက်တာတွေအရာအားလုံးကလည်း
limited ပဲဒီလောကမှာပဲအဲ့ဒီအရာတွေဖြစ်မှာကောင်းကင်ရောက်တဲ့ခါကျရင်အဲ့ဒါတွေမလိုတော့ဘူးလေဆိုတော့တည်မြဲတဲ့အရာမှာဝတ်မြောက်ရှင်ရှိဖို့ရန်အတွက်ယေရှုကကျွန်တော်တို့ကိုတွင်တင်ထားတာဖြစ်ပါတယ်တည်မြဲတဲ့အရာကပါတယ်ထာဝရအသက်ကောင်းကင်နိုင်ငံမှာကျွန်တော်တို့ရဲ့နာမည်ရှိတာကောင်းကင်နိုင်ငံရဲ့နာမည်စည်းစာအုပ်မှာကျွန်တော်တို့ရဲ့နာမည်ရှိတာကိုဝတ်မြောက်ကြပါတဲ့ဖခင်ကကြံတဲ့အရာမှာဝတ်မြောက်ဖို့မပြောဘူးဒါအိမ်မတန်မှအရေးကြီးတာဖြစ်ပါတယ်ပျောက်ဆုံးသောဝိညာဉ်ဖခင်စီမှာလာတဲ့အခါမှာကောင်းကင်တမန်တွေနဲ့အတူခရစ်တော်ကဝတ်မြောက်တယ်ဖခင်ကဝတ်မြောက်တယ်ဒီအရာမှာ eternal things မှာထာဝရနဲ့ဆိုင်တဲ့အရာမှာကျွန်တော်တို့ဝတ်မြောက်တတ်ဖွယ်လို့အင်မတန်မှအရေးကြီးတယ်ကျွန်တော်တို့ဝိညာဉ်မျက်စိမဖွင့်သေးဘူးဆိုရင်ကောင်းကင်နိုင်ငံကအရာတွေ eternal အရာတွေကျွန်တော်တို့တွေးနိုင်မှာမဟုတ်ဘူးဝိညာဉ်မျက်စိဖွင့်မှကျွန်တော်တို့ဝတ်မြောက်ခြင်းကိုရနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အတ္တမှာအခုနပြောသလိုယုံကြည်သူတွေရဲ့အတ္တမှာဒီလောကမှာလည်းယုံကြည်သူတွေအတွက်ပြောစရာနေရာမရှိဘူးယင်ပန်နေစေခြင်းကဲ့ရဲ့ပြစ်တင်ခြင်းအများကြီးကြုံတွေ့နေရတယ်ဘယ်လိုဝမ်းမြောက်နိုင်ပါလဲဒါပေမဲ့အဲ့လိုမျိုးကြုံတဲ့အခါမှာကျွန်တော်တို့ဝိညာဉ်မျက်စိကိုဖွင့်ပြီးတော့အော်ကျွန်တော်ရဲ့နာမည်စင်းကောင်းကင်ရဲ့စာအုပ်မှာရှိတယ်ဆိုတော့တတိယပွဲရတယ်ဒီလောကထဲမှာခံနေရတဲ့အရာတွေကအရာကြီးပဲဆိုတာကိုတတိယဖို့ရတယ်ဘယ်လောက်ပဲနာကျင်နေရပါစေလောကထဲမှာနေတဲ့ခါမှာဒီအရာတွေကအရာကြီးပဲအဲ့ဒါအရာတွေကိုပဲကျွန်တော်တို့ကြီးမယ်ဆိုရင်နာကျင်နေရတဲ့အခါမှာအထက်ကအရာကိုမကြည့်ဘူးဆိုရင်ကျွန်တော်တို့ဝမ်းမြောက်နိုင်မှာမဟုတ်ဘူးဘယ်လောက်ပဲနာကျင်ရလောကထဲမှာပင်ပန်းရဘုရားမို့လို့ဆောင်တဲ့အခါမှာဒါပေမဲ့ဝိညာဉ်မျက်စိဖွင့်ပြီးတော့မှအထက်အရာကိုကောင်းကင်မှာငါရဲ့ဆုရှိတယ်ငါအတွက်ဆုရှိတယ်ငါအတွက် reward ရှိတယ်ဒီခန္ဓာကြွေသွားရင်ကျွန်တော်ဟာကောင်းကင်ဘုံမှာစံစားရမယ်ဆိုတော့ကျွန်တော်တို့မြင်နေဆိုရင်သိတယ်ဆိုရင်ဝမ်းမြောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်လို့ရှင်ပေါလုကလေသူကိုယ်တိုင်ဝမ်းမြောက်တယ်သူကိုယ်တိုင်ဝမ်းမြောက်ပဲနဲ့လူတွေကိုမတွင်တယ်ဘူးသူဝမ်းမြောက်တာကဝိညာဉ်ဝမ်းမြောက်တာဘာကြောင့်လဲသူတွေးတယ်ကောင်းကင်နိုင်ငံမှာသူရဲ့နာမည်စင်းရှိတယ်ဆိုတာသူသိတယ်ကောင်းကင်နိုင်ငံမှာသူတဆူအကြီးကြီးရှိတယ်ဆိုတာကိုသူသိတယ်ဒါကြောင့်လို့သူဝမ်းမြောက်နိုင်တာဖြစ်တယ်လောက situation နဲ့ဆိုရင်လောကအခြေအနေနဲ့ဆိုရင်သူတော်ဝမ်းမြောက်စရာမရှိဘူးဒါပေမဲ့အထက်ကအရာကိုမြင်တဲ့အခါမှာသူဝမ်းမြောက်နိုင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အတ္တမှာလေအထက်ရဲ့အရာကိုကြည့်ပြီးတော့မှဝမ်းမြောက်ဖို့အတွက်ကျွန်တော်ယုံကြည်သူညီကောင်မတွေအားလုံးကိုခွန်အားတိုက်တွန်းခြင်းတယ်ခွန်အားပေးခြင်းတယ်အထက်ရဲ့အရာကိုကြည့်ကြမယ်ဒုက္ခရောက်တဲ့အခါမှာညင်ပန်တဲ့ခြင်းခံရတဲ့အခါမှာကဲ့ရဲ့ပြစ်တင်ဝေဖန်ခြင်းခံရတဲ့အခါမှာအထက်အရာကိုမျှော်ကြည့်ပြီးတော့မှအထက်မှာကျွန်တော်တို့ရမယ့်အရာကိုကြည့်ပြီးတော့မှဝမ်းမြောက်ခြင်းရှိကြရမယ်အာမင်အာမင်ဒါကဘုရားသခင်ကျွန်တော်တို့ကိုမြင်တွေ့စေခြင်းတဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဘုရားမှာတစ်ခုနဲ့ပြီးပြီးတော့မှကျွန်တော်အဆုံးသတ်ခြင်းနဲ့ကဲကျွန်တော်တို့ဒီလွန်ခဲ့တဲ့လမှာပဲမြန်မာနိုင်ငံကြီးမှာတကယ်ကြီးမားတဲ့ငလေကြီးဖြစ်သွားတယ်အဲ့တော့ဘာဖြစ်လဲတချို့သူဆိုရင်တော့ဘောနော်အိမ်နေတဲ့အချိန်မှာလှုပ်သွားတာဖြစ်မယ်ကျွန်တော် CCTV မှတ်တမ်းတွေရဆိုရင်တော့ကျွန်တော်တွေ့တယ်လေတချို့တွေထမင်းစားနေတဲ့အချိန်မှာဖြစ်သွားတယ်တချို့သူတွေကရေကူးကမ်းမှာရေကူးနေတဲ့အချိန်မှာဖြစ်သွားတယ်ပျော်ရွှင်နေတဲ့အချိန်မှာပေါ့နော်တချို့သူတွေဆိုရင်တော့တစ်တောထဲမှာကားနေတဲ့အချိန်မှာပေါ့နော်ဖြစ်သွားတယ်ကဲမတည်မြဲဘူးတချို့သူတွေကစီးသွားတယ်နော်ဝယ်ဖို့ဝါဖို့ဝတ်ဖို့စားဖို့တောက်ဖို့ရှာနေတဲ့အခါမှာဖြစ်သွားတယ်ကဲကျွန်တော်တို့ဒီအရာကိုကြုံတွေ့ချပြန်ကျွန်တော်တို့ဘာနားလည်လာလဲဒီလောကအရာတွေကမတည်မြဲဘူးဆိုတာနားလည်လာကြတယ်အဲ့ဒါမယုံကြည်သူတွေတောင်မှဒီအရာကိုနားလည်လာကြတယ်လောကထဲမှာပိုင်ဆိုင်တဲ့စီစဉ်ဥစ္စာတွေဟာမတည်မြဲဘူးဆိုတာကိုနားလည်လာကြတယ်ကဲဒါ
ဆိုရင်တော့ကျွန်တော်တို့လောကရဲ့အရာထဲမှာယုံကြည်သူတရားအနေနဲ့ပျော်ရွှင်စရာရှိလာမတည်မြဲတဲ့အရာမှာကျွန်တော်တို့မပျော်ရွှင်ရအောင်တည်မြဲတဲ့အရာပေါ်မှာဝမ်းမြောက်ခြင်းကျွန်တော်တို့ရှိရအောင်ဟာလေလုယာအာမင်ဆိုတော့ဒါဟာဘုရားသခင်အလိုတော်ဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုမတည်မြဲတဲ့အရာပေါ်မှာဝမ်းမြောက်ဖို့ရန်အတွက်အလိုမရှိဘူးတည်မြဲတဲ့အရာမှာဝမ်းမြောက်ဖို့ရန်အတွက်အလိုရှိတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့ခွန်အားယူကြရအောင်လောကထဲမှာမတည်မြဲတဲ့အရာတွေမှာအများကြီးဝမ်းမြောက်စရာပျော်ရွှင်စရာရှိနေပြီမဲ့လေဒါပေမဲ့အဲ့ဒါဟာကျွန်တော်တို့ရဲ့အဆုံးသတ်မဟုတ်သေးပါဘူးထာဝရတည်မြဲတဲ့ eternal things အရာမှာကျွန်တော်တို့ဝမ်းမြောက်ဖို့ရန်အတွက်ဘုရားသခင်အလိုတော်ရှိသလိုဒီကနေ့မှာကျွန်တော်လည်းထပ်ပြီးတော့မှဒီနှုတ်ကပတ်တော်ဖြစ်အယောက်စတိုင်းခွန်အားတိုက်တွန်းနှုတ်ဆော်ပြန်လည်ပြီးတော့မှတတိပေး remind ပေးချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနှုတ်ကပတ်တော်ကိုကြားလာတဲ့တော့အယောက်စတိုင်းပေါ်မှာဘုရားသခင်ဒါ၍ကောင်းချီးပေးပါစေခရစ်တော်ရဲ့အထက်မှာအစင်မပြတ်အထက်အရာကိုမြင်ပြီးတော့မှဝမ်းမြောက်တဲ့ယုံကြည်သူမိတ်ဆွေတွေဖြစ်ပွင့်တဲ့ဘုရားသခင်တာ၍ကောင်းချီးပေးပါစေအာမင်ဟာလေလုယာ praise the Lord